ပါရယံတဒုသာတုယခုလောကလောတုဩအောင်ကသမိမောင်ချောတော်ဤသူ၍ဓမ္မယမကုသိုလ်ရှိသောပဘောမိသာဆွေပါတုနေဆလတ်တို့ရှိခွေလောတုဥဟောဝါသောကိမောမိသာသုသောကိမောတော်ဤသူ၍ဓမ္မယမကုသိုလ်ရှိကြာယေသူမိသာဆွေပြည့်ပြည့်ပါတုကဘုရားကလျာဏနိဗ္ဗာန်ဆောင်ဝတ်သောဝိပရိတာပင်ပြေလူတန်းကြရသောကုသိုလ်ကသဒနာတို့ကြောင့်ပေတတာယကုသိုလ်တရားဝိညာဉ်ကိစေလပြယေစီဝါအောင်သာဝယတနာရှင်ဝေဒညာတို့တောတည်ပြီးစေချမ်းသာကိုကျမ်းမာစွာနှင့်ဒုက္ခချုပ်ငြိမ်းရာပြေသွားနိဗ္ဗာန်ကိုပြည့်မြတ်သောခြင်းထုံးမြတ်သောဤမြတ်ဖြင့်ကိုမြောက်နိုင်ကြပါစေခင်ဗျာသာဓုကြောင့်သာဓုသာဓုယခုလုံးကုသိုလ်ရှင်ဥအောင်ပြည့်တော်တန်ရွှေပြည်သာစုတို့ကဘုရားကလျာဏနိဗ္ဗာန်ဆောင်ဖက်သောဝိပရိတာပေပြေလူတန်းကြရသောကုသိုလ်ကံစေတနာတို့ကြောင့်ယခုဘဝတွင်ဆေရွှေငွေရတနာတို့နှင့်ထေဝိစာပြုံးချမ်းမှပြီးလျင်ကိုယ်ဆန်းချောရောက်သောဝေဒနာတို့သည်ဝိညာဉ်ယမခပဲကြောင့်များသောဝိစာတို့ဖြင့်ကိုယ်စိတ်ပြောင်းကြီးရှင်လာ၍ဒီကမနိဗ္ဗာန်သောတေလတော်မူနေကြပါစေခင်ဗျာသာဓုကြောင့်သာဓုသာဓုယခုလုံးပလောသူဥယောစေဒေါသစေဥထောနိုင်ဒေါအေလက်ဒေါအာယီစု၍ကုသိုလ်ရှင်ချာယေသူမိသားစုတို့ကဘုရားကလျာဏနိဗ္ဗာန်ဆောင်ဖက်သောဝိပရိတာပေပြေလူတန်းကြရသောကုသိုလ်ကစေတနာတို့ကြောင့်ပဒုံမာချာဘဏရေဘောတိလျောချဖြစ်တဲ့ကဲ့သို့သောအတုနေထာယောဒုက္ခဝေဒနာအသိဉာဏ်ဟုသည်များဓမ္မတရားတို့သည်ကိုယ်ကိုမယောလွင်ပြောင်းဖက်ခြင်းကြောင့်ကိုယ်သည်သာဖြစ်၍သီလအစာမဲ့ဖို့အလယ်နိဗ္ဗာန်ဆောင်ရှိအပ်သောကောင်းမြတ်သောလောကီလောကုတ္တရာကျုပ်တရားပါထု၌ပြည့်စုံပြည့်မြောက်နိုင်ကြပါစေခင်ဗျာသာဓုသာဓုယခုလုံးကိုယ်လုံးသူဥယုဆံဥထောမာယေစုရဲ့ကုသိုလ်ရှင်ကြာရဲ့သူကိုယ်မြေလေးမဆီရွှေသမီးမသစေဥမိသားစုတို့ကဘုရားကလျာဏနိဗ္ဗာန်ဆောင်ဖက်သောဝိပရိတာပေပြေလူတန်းကြရသောဒါနကုသိုလ်သောပိယသောသီလကုသိုလ်ပွားများရသောဘာဝနာကုသိုလ်တို့တော်ကောင်းမှုအဆုစုတို့ယုံနာကင်ကွာဤလူရောမှာဘဝတဘာရောက်ရှိသူအားအမြပဲဝေပါ၏ရောက်ရှိရောက်ဘဝဘုရားနာမှာသာဓုသာဓုသာဓုခေါ်ဆုံးမြတ်များဘောသောရောက်ရှိစေကြောင်းစုထွေတောင်းကသံဃာဘုရားကျောင်းဆောင်ဆံမျိုးသည်ဩဃာလိပြောင်းဝတ္တနာမှာလောငြိယာမညနေပါသောယဘဝတော်တော်ဖြင့်တေလာတော်မူနေကြပါစေခင်ဗျာယခုတော်ကိုယ်လုံးဝန္ဒနာကိုင်းဝိကျေးဇူးရှင်နှစ်ဖက်သောမိဘများဖြစ်ကြမည်ဥမြင့်သောဒေါ်တင်ဆွမ်းဥသာလေးယ
ရောပန်းကြီးမြေဖြစ်သူဦးအောင်ရှိန်ဒေါ်ဖေလာဦးလာဝင်းဒေါ်ပန်းရောရည်စွ၍ကညုံရမကုသိုလ်ရှင်ဦးကျော်စွမ်းဒေါ်ကြီးစိန်မီသမစုတို့ကဗုဒ္ဓကလျာဏနိဗ္ဗာန်ဆောင်ဖွဲ့သောလူငွေပရိနာမီသုံးသောဉာဏ်နှင့်ဟာရဒါနတို့ဖြင့်ကျွေးမွေးလူရန်ကြရသောဒါနာကုသိုလ်ဆောင်ကြည်ရသောသီလကုသိုလ်ဝါများရသောဘာဝနာကုသိုလ်ထိုထိုကောင်းမှုအဆုစုတော်ယုံနိုင်ကင်းကွာဤလူရောမှာဘဝတော်ရောက်ရှိကြအမြအမြပေးဝေပါ၏ရောက်ရှိရာဘဝဘောခါနာမှာသာဓုသာဓုကိုဆောင်မြမြတ်ဘုရားရောက်ရှိစေကြောင်းစုထွေတောင်းတာဤကုသလယထာနာကိုသာသူမြေမြေခံစားရ၍ဘုရားပရမိတ်မျက်စိလေးတရားရည်အမြဲစေကိုမောချပိုင်မိုင်သိမြင်နိုင်ကြပြီဒုက္ခဆိုဝေတန်ရာမိမရှစ်ဖြာမဲ့ခင်ဖောင်းတော်ရင်ဖြင့်မိန်ဝံရှင်မြတ်ဖြစ်စီတော်ဒေလတော်မူနိုင်ကြပါစေခင်ဗျာဘယ်ဆရာတို့ကြောင့်ယေဘဝလေးစိတ်ရွှေဝေဒနာတို့နဲ့သေဝေသောပြုတ်ပြမပြီးနေကိုယ်ဆက်ချယောဂဝိညာဉ်တို့သည်ဝိညာဉ်ယမခပဲကျင်တဲ့မြတ်လုံး၏စာတို့ဖြင့်ကိုယ်စိတ်နှပြကြည်ရှင်သာ၍ဒီကမာနိဗ္ဗာန်တော်တေလတော်မနိုင်ကြပါစေခင်ဗျာသာဓုဗျာသာဓုယခုလောဘလောတုကိုအောင်မြင်တော်အေးကြည်တော်ရည်သည်ဖြင့်ကလိမယမကုသိုလ်ရှင်ဉာဏ်ရည်သူမိသောတိတို့နှင့်ဆလကုသိုလ်ရှင်ဝေလောတုဥမျိုးသိနှင့်ကောင်းမြတ်ရည်သည်ဖြင့်ကလိမယမကုသိုလ်ရှင်ဘောမမမိသောတိတို့နှင့်ဆလကုသိုလ်ရှင်ဝေလောတုဥသိဝေအာရည်သည်ဖြင့်ကလိမယမကုသိုလ်ရှင်သောတသိမိသာသောတိတရားဘောတုကဘုရားကလျာဏနိဗ္ဗာန်ဆောင်ပသောဝေပတိသာပင်ပြင်းလုံးတန်းကြရသောသာနာကုသိုလ်သောတိရသောတိလကုသိုလ်ဘောမြာယသောဘာဝနာကုသိုလ်ထိုသောကမ္မအစစုသောယုံနာကေကွာဤလူရွာမှာဘဝတဘာယရှိသူအားအမြပေးဝေပါ၏ရောက်ရှိရာဘဝဘုံဌာနမှာသာဓုခေါ်စောမြမြတ်ဘုသောရောက်ရှိစေကြောင်းစိတ်တွေတောင်းကသံဃာဘုဒ္ဓကျော်ဆုံးဆံမြတ်သည်ဟောကားလေးဖြာဝတ္တနာမှာလောညဉ့်ရမမြင့်နိဗ္ဗာန်သို့ယေဘဝတို့ဖြင့်